အာဖရိကတောရိုင်းခွေးအုပ်စုတစုဟာကျွဲရိုင်းအုပ်စုတစုကိုပြစ်မှတ်ထားလိုက်ပါပြီ။ဒါပေမဲ့ကျွဲရိုင်းဆိုတာအလွယ်တကူဖမ်းဆီးလို့ရတဲ့သားကောင်မျိုးမဟုတ်ပါဘူး။ကျွဲရိုင်းတွေဟာထိတ်လန့်တကြားမဖြစ်သွားကြပဲတိုက်ခိုက်မှုကိုတင်းငိမ့်စွာရင်ဆိုင်မှုအတွက်ခံစစ်ဗျူဟာကိုစနစ်တကျပြင်ဆင်လိုက်ကြပါတယ်။အခုတော့အန်ဒီယေရှိနေတာကတောရိုင်းခွေးတွေဖြစ်သွားပါပြီ။သူတို့ဟာသားကောင်နဲ့အရန်နီးကပ်နေတယ်လို့အလောတကြီးလည်းဖြစ်နေကြပါတယ်။ပိုဆိုးတာကသူတို့ပြစ်မှတ်ထားနေတာကတမ္မာထွားကြိုက်တဲ့ကျွဲရိုင်းအကြီးကြီးဖြစ်နေတာပါအဲ့လိုကျွဲမျိုးရဲ့ကံကြက်တစ်ချက်ဟာတောရိုင်းခွေးငယ်လေးတစ်ကောင်ကိုအသက်ဆုံးရှုံးစေဖို့လုံလောက်ပါတယ်အမဲလိုက်အုပ်စုခေါင်းဆောင်ဟာသူတို့အတွက်အခွင့်အရေးလက်လွတ်နေပြီဆိုတာသတိထားမိလိုက်ပါတယ်ကျွဲဟာတောအုပ်ထူထပ်တဲ့နေရာစီကိုဖြည်းဖြည်းချင်းရွှေ့ပြောင်းသွားကြပါတယ်တပင်တွေထူထပ်တဲ့နေရာမှာသားကောင်တစ်ကောင်လေးကိုသီးသန့်ခွဲထုတ်ဖို့ဆိုတာမဖြစ်နိုင်တော့ခက်ခဲသွားပါပြီအတွေ့အကြုံမရှိသေးတဲ့ခွေးငယ်လေးတွေဟာအကောင်းဆုံးခွင့်ရေးကိုလက်လွတ်လိုက်ရပေမဲ့အုပ်စုခေါင်းဆောင်ကတော့အရှုံးမပေးသေးပါဘူး။သူမဟာကျွဲအုပ်ရဲ့အမားယွင်းဒါမှမဟုတ်အားနည်းချက်တစ်ခုခုကိုစောင့်ကြည့်နေပါတယ်။အဲဒီချိန်မှာအုပ်စုရဲ့ကာဝယ်မှုအောက်မှာအပြည့်အဝမရှိတဲ့ကျွဲပေါက်လေးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။ဒီကျွဲပေါက်လေးဟာအုပ်စုတစ်ခုလုံးအတွက်အစာဝမှာမဟုတ်ပေမဲ့ဘာမှမရတာထက်စာရင်တော့ပိုကောင်းပါတယ်။ဒီချိန်မှာတော့ခွေးငယ်လေးတွေဟာမစင်မချင်းပြေးမဝင်ကြတော့ပဲခေါင်းဆောင်ရဲ့လှုပ်ရှားမှုနောက်ကိုအနီးကပ်လိုက်ကြပါတယ်။ဒါပေမဲ့ကျွဲရိုင်းတွေကလည်းလှိမ့်မြန်စွာတုံ့ပြန်ကြပါတယ်။သူတို့ဟာလူစုခွဲမတော်ပဲကျွဲပေါက်လေးနားမှာပိတ်ဆို့ကာကွယ်လိုက်ကြပါတယ်။တောအုပ်ထဲမှာညီညွတ်နေတဲ့ကျွဲအုပ်ကြီးကိုရင်ဆိုင်ရတဲ့အခါခေါင်းဆောင်ဖြစ်သူဟာအမှန်တရားကိုလက်ခံလိုက်ရပါပြီ။သူတို့အတွက်ဘာအခွင့်အရေးမှမကြံတော့ပါဘူး။ဒီမဲလိုက်ပွဲဟာကြာရှုံးမှုနဲ့အဆုံးသတ်သွားပါတယ်။အတွေ့အကြုံမရှိသေးတဲ့တောရိုင်းခွေးငယ်လေးတွေအတွက်တော့ဒါဟာသင်ခန်းစာများစွာတွေကတစ်ခုပါပဲ။သူတို့ဟာအုပ်စုအတွက်တကယ်တမ်းအကျိုးပြုနိုင်ဖို့ဆိုရင်အချိန်ချင်းကြာရှုံးမှုတွေနဲ့ရင်ဆိုင်ရအောင်ပါ။တောရိုင်းကဘာမှာအတွေ့အကြုံဆိုတာသင်ယူလို့မရပါဘူးလက်တွေ့စူးစမ်းမှုကနေပဲရရှိနိုင်တာဖြစ်ပါတယ်ဥပြင်း6တွေ့တဲ့ဂန္ဓာယာကြီးထဲမှာရောက်တကောင်ကသဲလေးကိုတူးဆွရင်သဲအောက်မှာဖားရှိနေတာကိုတွေ့လိုက်ရပါတယ်ဒီဖားမျိုးစိတ်ကိုတော့ desert rain frog လို့ခေါ်ပြီးသူ့ပုံစံကခေါင်းတူတူလေးဖြစ်တဲ့ပြင်ဂန္ဓာယာဒီမှာနေတတ်တဲ့ဖားတွေဖြစ်ပါတယ်ဒီဂန္ဓာယာဖားလေးဟာအကောင်သေးပေမဲ့သူအိတ်နေတာကိုလာနှိုးတာခံလိုက်ရရင်တော့ဒေါသတော်တော်ကြီးပါတယ်သူအိတ်နေတော့နိုးအောင်လာလို့ရင်ဘာကောင်ကြီးဖြစ်ဖြစ်အတန်ကုန်អော်ပြီးနားဒုက္ခပေးပြပါတယ်မြောက်တေတောင်သူ့အတန်မခံနိုင်လို့ပြေးကြပါပြီဒီဖားလေးတွေကိုခေါင်းပူဖားတွေလို့အလွယ်ခေါ်လေးရှိကြပြီးချစ်စရာကောင်းတဲ့ပူပူလုံးလုံးခန္ဓာကိုယ်ရှိတဲ့အပြင်နေဘက်မှာအိပ်ပြီးညဘက်မှာလှုပ်ရှားသွားလာကြပါတယ်နေဘက်မှာဆိုရင်အပူဒဏ်ကရှောင်ရှားနိုင်ဖို့သူတို့သဲထဲမှာမြုပ်နေတတ်ပြီးညဘက်ရောက်လို့အပူချိန်ရော့ကျသွားပြီဆိုတာနဲ့အပြင်ထွက်လာပြီးအစာရှာပါတော့တယ်ခြားရီဟာသူတို့ရဲ့အဓိကအစားအစာဖြစ်ပြီးသူတို့အတွက်လိုအပ်တဲ့ရေကိုလည်းခြားရီစီကပဲအဓိကရတာပါခြားတကောင်ဟာသူ့ခန္ဓာကိုယ်ရဲ့89%ကိုရေနဲ့ဖွဲ့စည်းထားတာကြောင့်ခြားကိုစားရုံနဲ့ဗိုက်ပြည့်တဲ့ပြင်ရေလဲတောက်တယ်လို့ဖြစ်တာကြောင့်တစ်ချက်ခုတ်နှစ်ချက်ပြတ်ပါပဲ။ဟာကတော့ခြားရီကိုအဆက်မပြတ်စားနေပြီးသူ့ဘိုက်ကိုဖြစ်နေပါတယ်။ဒါပေမဲ့အခုလိုစားတောက်နေတော့မှပတ်ဝန်းကျင်ကအန်ဒီယေကိုလည်းသတိထားပါသေးတယ်။အစိတ်ရှိတဲ့ကင်းမီကောက်တစ်ကောင်ကဖားကိုတိုက်ခိုက်ဖို့ပြင်းနေပါပြီ။အန်ဒီယေရှိနေတာသိတာနဲ့ဖားလေးကချက်ချင်းတုံ့ပြန်ပါတယ်။ဖားကသူ့ခန္ဓာကိုယ်အရွယ်စားနဲ့အင်အားကကင်းမီကောက်ကိုမရှင်နိုင်မှန်းသိတာကြောင့်အသက်ရှင်ဖို့ဗျူဟာကိုတခြားနည်းနဲ့လုပ်ပါတယ်။ရန်သူကမလှုပ်ဘဲနေနေရင်သူကလည်းငြိမ်နေလိုက်တာပါ။ဟာကအခုလိုရုတ်တရက်ငြိမ်သွားတာကြောင့်ကင်းမီကောက်ကလည်းသူ့ကိုလိုက်ဖမ်းဖို့အာရုံမလာတော့ပါဘူးကင်းမီကောက်ထွက်သွားပြီဆိုတာနဲ့ဖားလေးကအန်ဒီယေရှိတဲ့နေရာကနေထွက်မသွားသေးပါဘူးအဲ့ဒီစားစောစောနေရာကိုပြန်သွားပြီးခြားရီထပ်စားနေလိုက်ပါသေးတယ်ဗိုက်ပြေအောင်စားတော့ပြီးပြီဆိုရင်တော့ဂန္ဓာယာကြီးကဖားလေးတို့အရေးကြီးဆုံးအခိုက်အတန့်တစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါတယ်ဒီဂန္ဓာယာဟာပင်လယ်ပြင်နဲ့နီးတာကြောင့်ပင်လယ်ရေငွေ့တွေဟာလေနူအေးနဲ့အတူလွင့်လာတတ်ပါတယ်ရေငွေ့တွေဟာစူဝေးလာပြီးတဲ့နောက်မြက်ပင်ပြားတွေမှာရေစက်လေးတွေဖြစ်ပြောင်းလဲလာပါတယ်။ဒီရေစက်တွေဟာဖားလေးအတွက်နောက်ထပ်ရေရနိုင်တဲ့အခွင့်အရေးတစ်ခုဖြစ်လာပါတယ်။ဖားရဲ့ဘိုက်ဟာပျော်ပြောင်းတဲ့အပြင်သွေးကြောတွေအများကြီးရှိတာကြောင့်သဲပေါ်မှာရှိနေတဲ့အဆိုဓာတ်ကိုရေမြုပ်တစ်ခုလိုစုပ်ယူနိုင်ပါတယ်။သူလုံးရမဲ့တနေ့တာလုပ်တွေလုပ်ပြီးပြီဆိုတော့နဲ့သဲတွေအောက်ကိုပြန်ဝင်ပြီးပြန်လဲအိတ်ဆက်အနာယူသွားပါတော့တယ်။အားလုံးပဲအဆုံးထိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်။